အခုဒီဘိုင်းမှာကြတော့ lesson 4ပေါ့နော် lesson 4ရောက်သွားပြီ lesson 4ကိုစမ်းစစ်ကိုစတင်မယ် lesson 4မှာကြတော့အဓိကသူကခိုတိုးပါလေးတွေကစလုံးလေးတွေအတူပြက်ကြည့်ပဲမဟုတ်ဘဲနဲ့စာကြောင်းရှည်ကြီးတွေတိဆောက်အောင်အဲ့ခါကျတော့နည်းနည်းလေးတော့ခတ်တယ်ပြီးခဲ့တဲ့ lesson 3တော့လွယ်တယ်အခု lesson 4မှာနည်းနည်းလေးပြန်ခတ်တယ်ပေါ့စလုံးတွေအရင်ဆုံးချရေးမယ်ပြောလို့ရှိရင်အဲ့စလုံးတွေကိုတုံးပြီးတော့ခိုတိုးပါစာကြောင်းကြီးရှည်ကြီးလုပ်မှာပေါ့စာကြောင်းရှည်တော့နော်အရင်ဆုံးခိုတိုးပါအရင်စအဲ့ဆိုအခုကူးထားမှာနော်တခါလေစာကူးတဲ့လူကလည်းကူးမယ်စာကူးတဲ့စာပြီးသွားတဲ့လူကလည်းအတန်ထွက်နားထောင်လို့ရအောင်လို့စမ်းစီကအတန်ထွက်ကလေးပြောရင်းနဲ့စာကူးတာဆောင်းနေမယ်နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်2ဆိုတဲ့အသုံးနှုန်းလေးကဟာရှိသမင်းကိုစားတဲ့ご飯を食べますဟိုက်မဆိုသေးပဲနဲ့အရင်ဆုံးပြောထားမှာနော်ဟာရှိご飯を食べますラジオ音楽を聴きますတချင်နားထောင်နဲ့音楽を聴きますနောက်လင်းပြဟီခိုခီလင်းပြဟီခိုခီခီထွက်မယ်旅行しますခီထွက်မယ်旅行しますကွန်ပျူတာဆိုတဲ့စာလုံးကိုပဲဂျပန်စာကနေယူလိုက်တယ်သူတို့ကအတန်ရှည်ဆွဲပြီးကွန်ပျူတာဆိုပြီးရေးထားတယ်ဒါပေမဲ့လည်းအမြန်ဆိုနိုင်တဲ့လူကတော့ကွန်ပျူတာဆိုပြီးတော့အတန်ထွက်ကဖြစ်လာပြီးမှန်လာပြီးအဲ့တော့ကွန်ပျူတာလို့ပဲမှတ်မယ်ပကြီးဆွဲသည်絵を描きますပကြီးဆွဲတဲ့絵を描きますနောက်တစ်ကတ်သွားမယ်ဒါလေးကစောနာဟာစက်ပိန်းဆိုတဲ့သုံးနှုန်းလေးကဂျီတန်းရှာစက်ပိန်းဆိုတဲ့သုံးနှုန်းလေးကဂျီတန်းရှာကျောင်းကိုသွားတယ်ဆိုရင်学校へ行きますကျောင်းကိုသွားတယ်学校へ行きます学校へ行きますဟုတ်ပြီအဲ့ဆိုရင်အားလုံးလဲရေးလို့ပြီးသွားပြီဆိုတော့အတူတူလိုက်ဆိုကြည့်မယ်ဆိုကြည့်ရအောင်ဟာရှိご飯を食べます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 ဒါပါလေးလေဟာရှိဘာလုပ်နေလဲご飯を食べますဟုတ်ပြီအရင်ဆုံးဒီကရိယာလေးတွေပဲအရင်ကြက်သွားလိုက်မယ်ကြက်ပြီးမှစလုံးနေနဲ့ပတ်တန်တွဲမယ်လောဆယ်ကရိယာဒီဟာလေးတွေအရင်ကြက်လိုက်မယ်နော်ဒါလေးကပါလဲဟာရှိဟုတ်ပြီဒါလေးကရာဂျီယိုရေဒီယိုပါလဲရာဂျီယိုဟာရှိရာဂျီယိုတွေ့တယ်နောက်ပစ္စည်းလေးကဒီနေရာမှာအသုံးပြုမဲ့ဟာလေးကဘာလေးလဲဆိုရင်ဟီခိုခီဒါပါလဲဟီခိုခီဒါပါလဲကွန်ပျူတာဟိုက်ခိုတယ်ဝကွန်ပျူတာဒီဟာကွန်ပျူတာဆိုရင်ခိုတယ်ဝကွန်ပျူတာဟိုက်ခိုတယ်ဝ鸡蛋下これは鸡蛋下これは箸これはラジオရေဒီယိုဆိုတဲ့စာလုံးကိုလေရေဒီယိုဆိုတဲ့အတန်ထောက်ကိုသူတို့ကမကျွတ်နိုင်ရေဒီယိုဆိုတဲ့စာလုံးကိုလိုက်ကျွတ်ရင်နဲ့ရာဂျီယိုဆိုပြီးပေါင်းထားရတယ်သူတို့ကမွေးစားစာလုံးနေနဲ့ပေါင်းထားတာပေါ့ကွန်ပျူတာတို့နောက်တစ်ခါရေဒီယိုတို့အဲ့အရာတွေကိုသူတို့ကဂျပန်စာလုံးနဲ့အတင်းလိုက်ပေါင်းတာတဲ့အခါကျတော့စာလုံးအတန်အတွက်ဥမာဒီဆိုတဲ့စာလုံးမရှိလို့ရှိရင်သူတို့ကဥမာ G နဲ့ပေါင်းတယ်ပေါ့ဥမာဆောနာဆိုလို့ရှိရင် juice ပဲထားပါတော့ juice ဆိုလို့ရှိရင်စာလုံးနဲ့လိုက်ပေါင်းလိုက်တာ juice ဆိုပြီးတော့ပေါင်းတာအဲ့ဒါကြောင့်မလို့စာလုံးတွေကအင်္ဂလိပ်စာလုံးတွေကိုဂျပန်စာလုံးနဲ့လိုက်ဆိုတဲ့အချိန်မှာအတန်ထွက်လေးနည်းလေးကွဲပြားနေရလေးတော့တွေ့တယ်နော်ဟုတ်ပြီဒါဆိုရင်ဒီပစ္စည်းလေးကခိုးတယ်ပါရာဂျီယိုဒီပစ္စည်းကတော့ဟီခိုခီသူဒီမှာသုံးမှာဟီခိုခီတောင်းပါနော်ကွန်ပျူတာသုံးမယ်ဂျီတန်းရှာသုံးမယ်ဟာရှိသုံးမယ်အခုအဲ့ဆိုရင် white board မကြည့်ဘဲနဲ့တော့မှပဲပုံကက်လေးကြည့်ရနေတာဆိုနိုင်နေပြီနော်အဲ့ဆိုဒီတစ်ခေါက်နောက်ဆုံးပြန်နှွေးမယ်ဒါပါလေဟာရှိရာဂျီယိုတွေ့တယ်ဟီခိုခီတွေ့တယ်ကွန်ပျူတာ
鸡蛋下ဟုတ်ပြီအဲ့ဆိုလို့ရှိရင်သူသုံးသွားတဲ့ကရိယာလေးပဲထားပါတော့ပစ္စည်း၅ခုကိုတွေ့တယ်ပေါ့နောက်တစ်ခါကျတော့ဒီခါကျတော့စလုံးစာချောင်းချီတွေကြက်မယ်စာချောင်းချီကြက်မယ်စာချောင်းချီကြက်မယ်ဆိုတဲ့အနေထားမှာထမင်းစားတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ご飯を食べますご飯を食べますはいご飯を食べますご飯を食べますこれはご飯を食べますはいဆိုကြည့်ပါご飯を食べますနောက်ပုံလေးသွားမယ်နောက်ပုံလေးမှာကျတော့ तू ကဘာလုပ်နေလဲဆိုရင်တေးဂီတာကို तू ကနားထောင်နေအေးစေးစေးတေးဂီတာကိုနားထောင်နေဆိုလို့ရှိရင်音楽を聴きます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 ဒီပုံလေးက音楽を聴きますはい音楽を聴きますမမီသေးလားမသိဘူးご飯を食べますထမင်းစားရဆိုရင်ご飯を食べますはいပြန်ပြောကြည့်ပါご飯を食べます音楽を聴きますご飯食べます音楽を聴きますဥမာ12နာရီထမင်းစားတော့မယ်ဆိုဘယ်လိုပြောမလဲ12နာရီက12က12နာရီကဘယ်လိုသင်တာလဲG 12နာရီဆိုတော့12Gဟုတ်ပြီထမင်းစားမယ်ご飯を食べますအဲ့လိုပြောလို့ရအောင်เนาะအဲ့ဆိုရင်ဒီပုံလေးကပါတယ်လေご飯を食べます音楽を聴きますပြီးခဲ့အခါတော့သင်ခဲ့ဘူးတဲ့ဟိုပိတ်ရက်ကိုဘယ်လိုပြောလဲယာစမီဟုတ်ပြီယာစမီဟုတ်ပြီယာစမီပဲထားပါလေပိတ်ရက်မှာဆိုတဲ့စလုံးမတင်ရတယ်ကဲမှာကိုခဏဖြုတ်ထားလိုက်အောင်ယာစမီဟုတ်ပြီယာစမီတချင်းနားထောင်မယ်ယာစမီဟိုင်音楽を聴きますယာစမီအမှန်တော့မှာဆိုတဲ့စလုံးလေးကနီးလို့ပြောတာနော်အဲ့လေးကအပေါ်တင်လိုက်တာပါကြောင်ညာဝင်လိုက်တာမာဆိုတဲ့ဟာလေးကနီးဟုတ်ပြီပိတ်ရက်မှာတချင်းနားထောင်မယ်ယာစမီနီ音楽を聴きますဟုတ်ပြီနောက်တစ်ခါကိုကဥမာ12နာရီမှာပေါ့လေ12နာရီမှာထမင်းစားမယ်12時にご飯を食べますအဲ့လိုလေးလည်းပြောလို့ရတယ်သင်သွားတဲ့သင်ခန်းစာတွေကစလုံးလေးတွေအကုန်လုံးပါဥမာတူဖြင့်ထမင်းစားသည်ဆိုတဲ့စလုံးပဲသုံးစီချင်တာမျိုးမဟုတ်ပဲねတူဆိုတဲ့စလုံးလေးလည်းသိသွားမယ်ထမင်းစားသည်ဆိုတဲ့ဟာကိုလည်းသင်ခဲ့ဘူးတဲ့နာရီလေးတွေနဲ့တွဲပြီးတော့လည်းပြောလို့ရမယ်ဥမာဆောနာဒီပုံလေးဆိုလဲတချင်းနားထောင်သည်ဆိုတဲ့ဟာမှာရေရိုနဲ့တချင်းနားထောင်နေဆိုတဲ့စာကြောင်းတစ်ခုနဲ့မကပဲねဥမာပိတ်ရက်မှာတချင်းနားထောင်မယ်တို့ဘာလို့တခြားစလုံးလေးတွေကိုသိရင်သိတယ်လို့မျိုးဟိုတိုးပြီးရောစာကြောင်းလုပ်လို့ရအောင်เนาะဟုတ်ပြီအဲ့ဆိုရင်ဒီပုံလေးကဘာလုပ်လဲ音楽を聴きますဒီပုံလေးကご飯食べますဟုတ်ပြီဒီပုံလေးကမတင်ရသေးဘူးเนาะအခုမှပြောရမှာဆိုကျောင်းသွားနေတဲ့ပုံလေးကျောင်းသွားနေတဲ့ပုံလေးကဒီမှာဆိုရင်学校へ行きますပြောကြည့်ပါ学校へ行きますကျောင်းသွားမယ်学校へ行きますဟုတ်ပြီအကယ်၍ကုမ္ပဏီပဲထားပါအလုပ်ပဲထားပါတော့အလုပ်ကိုသွားမယ်ဆိုဘယ်လိုပြောရင်ကောင်းမလဲအလုပ်ဆိုတဲ့ဟာလေးအရင်တော့အသိမှုတယ်ခိုင်းရှာဟုတ်တယ်မှတ်မိတာပဲအဲ့ဆိုရင်ခိုင်းရှာကိုသွားမယ်ခိုင်းရှာ行きますကျောင်းကိုသွားမယ်学校へ行きますဆိုပြီးတော့သုံးလို့ရအသိမှုတဲ့စလုံးလေးအကုန်လုံးစားသွင်းလို့ရမှာနော်အဲ့ဆိုဒီပုံလေးကတော့学校へ行きますဟုတ်တယ်ဒီပုံလေးကအော်ဒါလေးကမတင်ရသေးဘူးသူကဘာလုပ်နေလဲဆိုလို့ရှိရင်ပကြီးဆွဲနေတဲ့ပုံလေးပကြီးဆွဲနေတဲ့ပုံလေးอ่ะဆိုလို့ရှိရင်ကြည့်ကြည့်မှဆိုရင်အဲအိုခါခီမာဆိုကြည့်ပါအဲအိုခါခီမာဆိုကြည့်ပါအဲအိုခါခီမာသူဘာလုပ်လဲအဲအိုခါခီမာပကြီးဆွဲနေတယ်အဲအိုခါခီမာအော်ဒါလေးမတင်ရသေးဘူးဒါနောက်ဆုံးတစ်ကပ်ဖြစ်မှာနော်နောက်ဆုံးတစ်ကပ်ဒီမှာဆိုလို့ရှိရင်သူခရီးထွက်တယ်ခရီးဆိုတဲ့ဟာလေးကဒျော့ခိုးလို့ဆိုတဲ့ဆိုကြည့်အောင်ဒျော့ခိုး旅行しますဟုတ်ပြီသူခရီးထွက်မယ်ဆိုရင်ဘယ်လိုပြောမလဲ旅行しますဟုတ်ပြီ休みမှာလေပိတ်ရမှာခရီးသွားမယ်ဆိုဘယ်လိုပြောမလဲ休みに旅行しますသုံးလို့ရနော်ပိတ်ရမှာဆိုလို့ရှိရင်旅行しますဟုတ်ပြီအဲ့ဒါပြန်ပြောကြည့်အောင်ဒီကက်လေးက旅行しますဆောက်တဲ့ခရီးထွက်နေတယ်ဒီကက်လေးကရောအဲကိုခါခီမတ်လုံးနေတယ်学校へ行きますご飯を食べます音楽を聴きます旅行しますဟုတ်ပြီအဓိကပတ်တန်မတင်ရသေးဘူးအခုမှခိုးတော့တင်တယ်ပတ်တန်လေးကဘာလဲဆိုလို့ရှိရင်တခုခုဖြင့်တခုခုလုပ်တယ်ဆိုတဲ့ပုံစံလေးအဓိကဒီမှာအစားသွင်းခြင်းတဲ့ဟာလေးက
片ဆိုတဲ့ဟာလေးကိုစားသိမ်းကြတယ်နောက်တစ်ခုခုနဲ့လုပ်တယ်ဆိုတဲ့ဟာလေးအဲ့လေးကဂျပန်စာမှာဆိုရင်တဲလို့သုံးတယ်နော်တဲဆိုတဲ့စာလုံးလေးကိုသင်ကြတာဒီခန်းတော့မှသင်ကြတာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်မိနာဆန်အစားသွင်းကြည့်မယ်တူတွေ့တယ်ထမင်းစားတယ်ကိုတွေ့တယ်ပြောကြည့်ရမှာပတ်တန်ကဘာလဲလဲဖြင့်ဆိုတဲ့ဟာလေးနဲ့ဆိုတဲ့ဟာလေးပေါ့တဲကိုသုံးအောင်အဲ့ဆိုရင်တူဖြင့်ထမင်းစားတယ်ဆိုတဲ့စာကြောင်းလုပ်ကြည့်ပါご飯を食べますはい上手ですတော့ပါတယ်箸でご飯を食べますပြန်ပြောကြည့်ပါ箸でご飯を食べますသင်ခြင်းတဲ့ပတ်တန်လေးကတဲ့箸でご飯を食べますနောက်တစ်ပုံလေးကိုကြည့်ကြည့်မယ်ဟော तू ကနေပြီးတော့တချင်းနားထောင်တယ်ဘာနဲ့နားထောင်နေလဲဆိုတော့ရေဒီယိုနဲ့နားထောင်တယ်အဲ့ဆိုရင်ရေဒီယိုဖြင့်တချင်းကိုနားထောင်တယ်ဆိုတဲ့စာကြောင်းလုပ်ကြည့်ပါラジオで音楽を聴きます音楽を聴きますဟုတ်ပြီရေဒီယိုနဲ့တချင်းနားထောင်တယ်ပြောကြည့်ပါラジオで音楽を聴きますဒီပုံလေးရော箸でご飯を食べますラジオで音楽を聴きますလေရင်ပြန်လေးတွေ့တယ်ခရီးထွက်နေတယ်ဟုတ်ပြီလေရင်ပြန်ကဘာလဲဆိုတော့ဟီကိုကီလေရင်ပြန်ဖြင့်ဆိုတာဟီကိုကီတဲ့လျော်ခိုးရှိမဟီကိုကီတဲ့လျော်ခိုးရှိမဟုတ်ပြီပုံစံလေးကလေရင်ဖြင့်ခရီးသွားတယ်ဆိုပတ်တန်လေးသင်ချင်တာဆိုတော့ဟီကိုကီတဲ့လျော်ခိုးရှိမပြန်ပြောကြည့်ပါဟီကိုကီတဲ့လျော်ခိုးရှိမနောက်ကလေးကကြတော့ဘာတွေ့လဲဆိုတော့ကွန်ပျူတာတွေ့တယ်ပကြီးဆွဲမယ်ကွန်ပျူတာနဲ့ဆွဲမယ်ကွန်ပျူတာတဲ့絵を描きますပြန်ပြောကြည့်ပါကွန်ပျူတာတဲ့絵を描きますနောက်ဆုံးပုံလေးကကြတော့ကြောင်းသွားတယ်ဘာနဲ့သွားလဲဂျီတန်းရှာနဲ့သွားတယ်ဟုတ်ပြီဂျီတန်းရှာနဲ့ကြောင်းသွားတယ်ပြောကြည့်ပါဂျီတန်းရှာတဲ့学校へ行きますဂျပန်စာလုံးမှာကြတော့ S တန်နေအရင်ထွက်ဖို့မလို့ထွက်တဲ့နေရာမှာထွက်မယ်မထွက်တဲ့နေရာမှာထွက်ဥပမာဂျီတန်းရှာပဲဂျီတန်းရှာမဟုတ်နော်ဂျီတန်းရှာပဲဟုတ်ပြီအဲ့ဆိုရင်ဂျီတန်းရှာနဲ့အကြောင်းသွားမယ်ဆိုရင်ဂျီတန်းရှာတဲ့学校へ行きますဟုတ်ပြီအဲ့ဆိုရင်အခု9ကတ်ရှိပါနော်အဲ့9ကတ်ကိုပြန်နှွေးလိုက်မယ်နော်ဒီနေ့အချိန်ကဟုတ်ပြီအဲ့ဆိုရင်ဒီပုံလေးက箸でご飯を食べます音楽を聴きます飛行機で旅行しますコンピューターで絵を描きます自転車で学校へ行きますအဲ့ဆိုရင်ဘုတ်မှာလည်းကြည့်ပြီးရော white ဘုတ်မှာလည်းကြည့်ပြောကြည့်ရအောင်箸でご飯を食べますラジオで音楽を聴きます飛行機で旅行しますコンピューターで絵を描きます自転車で学校へ行きますအလုပ်သွားမယ်ဆိုရင်会社へ行きますအဲ့ဒါမှဒီစပိန်နဲ့သွားမယ်အလုပ်ကို自転車で会社へ行きますဟုတ်ပြီဒီနေရာလေးမှာအစားသွင်းလိုက်မယ်ကိုသိတဲ့ဟာလေးပေါ့နော်ဒီနေရာလေးမှာခိုင်းရှာစားသမီးရောပြောလို့ရတာเนาะအဲ့ဆိုရင်စပိန်နဲ့အလုပ်သွားမယ်ဆိုရင်自転車で会社へ行きます自転車で会社へ行きますအရင်တော့တင်မှုတဲ့ခိုင်းရှာလေးစားသွင်းလိုက်လို့ရတယ်ဟုတ်ပြီခရီးထွက်မယ်ဆိုတဲ့ဟာလေးကိုပြောကြည့်ပါ旅行します旅行しますပိတ်ရက်မှာခရီးထွက်မယ်ဆိုရင်休みに旅行しますဟုတ်ပြီ休みに旅行しますဥမာနားချိန်နဲ့ပြောလို့ရအောင်เนาะ休みဆိုတာပိတ်ရက်တစ်ခုတည်းမှာကပဲနဲ့ဟုတ်ပြီ休みမှာကိုယ့်ရဲ့နားချိန်လေးမှာတချင်းနားထောင်မယ်ဆိုရင်休みに音楽を聴きますဆိုပြီးတော့သုံးလို့ရမှာเนาะဟုတ်ပြီအဲ့ဆိုလို့ရှိရင်ထမင်းစားမယ်12နာရီမှာထမင်းစားမယ်ဆိုရင်12時にご飯を食べますဟုတ်ပြီအဲ့ဆိုဒီကက်လေးပြန်နှွေးပါအောင်မယ်これは箸でご飯を食べます音楽を聴きますはいပြန်ဆိုကြည့်ပါラジオで音楽を聴きます飛行機で旅行しますはい飛行機で旅行しますコンピューターで絵を描きます自転車で学校へ行きます箸でご飯を食べますဟုတ်ပြီအဲ့ဆိုရင်အဓိကစလုံးလေးတွေကဒါပဲရှိမှာเนาะအဲ့ဒါပြန်နှွေးကြည့်အောင်မလားဒါလေးကဘာပြည့်စည်လဲ箸ဒါလေးကရာဂျီယိုဟီကိုကီတွေ့တယ်ကွန်ပျူတာတွေ့တယ်ကြိုသိနေရဂျီတန်းရှာတွေ့ရနော်ဟုတ်ပြီအဲ့ဒါလေးပဲเนาะအဓိကအဲ့ဆိုလို့ရှိရင်အခုအချိန်လေးနည်းနည်းလေးရသေးတယ်ဆိုတော့အကယ်၍ကားဆိုလို့ရှိရင်လေခူရူမာလို့ခေါ်တယ်ခူရူမာ
車ကားနဲ့လေကြောင်းသွားမယ်ဆိုရင်ရော車で学校へ行きますဟုတ်ပြီ車で学校へ行きますကျောင်းကိုဘာနဲ့သွားမလဲကားနဲ့သွားမယ်အကယ်၍ဒီမှာကျောင်းမဟုတ်ဘဲနဲ့လေအလုပ်ပဲထားပါတော့ company ပဲထားပါအဲ့ဒါဆိုဘယ်လိုပြောမလဲခိုင်းရှာနော်အဲ့ဆိုရင်ဟုတ်တယ်ခိုင်းရှာကိုသွားမယ်ဘာနဲ့သွားမလဲကားနဲ့သွားမယ်ဆိုရင်車で会社へ行きます車で会社へ行きますပြောလို့ရနော်ဟုတ်ပြီဒီတစ်ခါကားကိုအလုပ်ကိုကားနဲ့မသွားဘူးစပိန်နဲ့သွားမယ်ဆိုရင်自転車で会社へ行きますမဟုတ်ဘူးကိုကဘတ်ကားနဲ့ပဲသွားမယ်ဘတ်ကားနဲ့ဆိုရင်ဘတ်အမှန်တော့ဒီ BUS ဘတ်ပဲဘတ်ကိုပြောလိုက်တာဘတ်ဖြစ်သွားနော်ဘတ်လို့ပြောမှာနော်ဘတ်အဲ့ဆိုရင်ကဘတ်ကားနဲ့အလုပ်သွားမယ်ဆိုရင်ဘတ်တဲ့ခိုင်ရှာရဲ့အချိန်မှာဟုတ်ပြီကိုကဂျီတန်းရှာနဲ့သွားမယ်ဂျီတန်းရှာတဲ့ခိုင်ရှာရဲ့အချိန်မှာစမဟုတ်ကားနဲ့車で会社へ行きますမဟုတ်ဘူးအစင်းနေဘတ်ကားနဲ့ဆိုရင်ဘတ်တဲ့会社へ行きますဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကိုကဘယ်ဘာနဲ့သွားလဲပြောလို့ရအောင်เนาะဥမာသွားမယ်ပြန်မယ်ဆိုတဲ့စလုံးလေးလည်းရှိရဲ့ဂျပန်စာမှာသွားတယ်လာတယ်ပြန်တယ်အစုံမှန်เนาะလောဆယ်တော့ဒီကတ်ထဲမှာပါတယ်သွားတယ်ဆိုတဲ့ဟာလေးပဲသင်လာတယ်အဲ့ဆိုလို့ရှိရင်မိနာဆန်ဒီသင်ခန်းစာကတော့ဒီလောက်နဲ့ပဲဒီဖြတ်လိုက်နော်နောက်တစ်ခါကြလို့ရှိရင်နောက်တစ်ပိုင်းကြလို့ရှိရင်ဒီအခန်းလေးမှာသင်ခန်းစာမပြီးသေးဘူးနောက်ထပ်ရှိသေးတယ်စလုံးလေးရှိသေးတယ်အားလေးပြန်ပြီးလေ့ကျင့်မယ်လောလောဆယ်ကတော့အခန်းလေးရဲ့တစ်ပိုင်းကိုပဲသင်သွားတာပါနော်နောက်တစ်ပိုင်းမှာဒီအခန်းလေးရဲ့ကြံနေတဲ့နောက်တစ်ပိုင်းဆက်သင်မယ်အဲဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲはい終わりましょうありがとうございます